အလုပ်တစ်ခုလုပ်ဖို့အတွက်ကိုယ့်ရဲ့အသက်ကိုပါရင်းရမယ်ဆိုရင်တင်ရောအဲ့ဒီလုပ်ကိုလုပ်ရဲပါမလားဒီနေ့မှာတော့တာမန်လူတွေစိတ်ကူးတော့မရင်ရဲတဲ့ကမ္ဘာအန်ဒရယ်ရှိဆုံးအလုပ်တွေအကြောင်းကိုပြောပြပေးသွားမှာပါအဆုံးထိနားထောင်ကြည့်ပေးပါဦးနော်ဘာလို့လဲဆိုတော့နံပါတ်1နေရာကအလုပ်ကတင်ထင်ထားတာနဲ့လုံးဝလွဲနေနိုင်လို့ပါပထမဆုံးပြောပြခြင်းတဲ့အလုပ်ကတော့မီးတောင်သိပ္ပံပညာရှင်ဒါမှမဟုတ် geochemistry အကြောင်းပါတရေအဓိကအလုပ်ကပေါက်ကွဲကစားမီးတောင်တွေစီကိုတွားပြီးတော့လက်ဆက်တဲ့ချော်ရည်နမူနာတွေကိုတွားယူရတာပါချော်ရည်တွေရဲ့ပူချိန်က1200ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပြီးအဆက်လေးတစ်စက်လောက်ကိုသားပေါ်ကိုကြားရုံနဲ့တင်အရေးပြားတွေအကုန်လောင်ကျွမ်းသွားနိုင်ပါတယ်ဒါတွေမကသေးဘူးနော်မီးထောင်ကနေထွက်တဲ့ဆာလဖာတန်းငွေတွေကလည်းအသက်ရှူမားတာနဲ့တင်အသက်အန်ဒရယ်ရှိနိုင်တာပါတနစ်ကိုဒေါ်လာ3,200,000လောက်ရတယ်ဆိုပေမဲ့ဒီလောက်အပူချိန်ပြင်းတဲ့နေရာမှာအလုပ်လုပ်ရတာတကယ်ကိုမလွယ်ကူတဲ့ကိစ္စပါနောက်ထပ်သူရဲကောင်းဆန်တဲ့အလုပ်တစ်ခုကတော့ကယ်သိန်းသမားတွေပါနေတောင်တွေမှာပိတ်မိနေတာပဲဖြစ်ဖြစ်ရင်းနစ်တာပဲဖြစ်ဖြစ်သူတို့ကကိုယ့်တက်ကိုဗရာနာမထားဘဲနဲ့သွားခဲ့ကြရတာပါထိုင်းနိုင်ငံကကိုယ်ထဲမှာပိတ်မိခဲ့တဲ့ကလေးတွေကိုကယ်ထုတ်ခဲ့တဲ့ဖြစ်စဉ်ကိုမှတ်မိကြအောင်မဲ့ထင်ပါတယ်အဲဒီတုန်းကကယ်ဆယ်ရေးလုပ်ငန်းမှာကျွမ်းကျင်ရင်ငုတ်သမား2ယောက်တောင်အသက်ပေးခဲ့ရပါတယ်တကယ်တော့အဲ့ဒီကယ်ဆယ်ရေးသမားတွေကပတ်စံရလို့လုံနေကြတာမဟုတ်ပဲစေတနာဝန်ထမ်းတွေဖြစ်အသက်နဲ့ရင်းမီကူညီခဲ့ကြတာမို့တကယ်ကိုလေးစားစရာကောင်းလာပါတယ်အာကာသယာဉ်မှုဆိုရင်လူတိုင်းကအထင်ကြီးကြတယ်မလားဒါမဲ့သူတို့ရင်ဆိုင်ရတဲ့အန်ဒရယ်ကကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့အရာပါအဲ့ဒါကတော့အာကာသတွေကရောင်ခြည်သိမ့်မှုပါပဲအာကာသယာဉ်မှုတစ်ယောက်ကအာကာသထဲမှာရှိနေစဉ်အတွင်းဓာတ်မှန်အကြိမ်ပေါင်း6,000ရိုက်စာလောက်ရှိတဲ့ရောင်ခြည်သိမ့်မှုကိုခံရတတ်ပါတယ်ဒါကြောင့်သူတို့မှာကင်ဆာယောဂဒါမှမဟုတ်နှလုံးယောဂဖြစ်နိုင်ခြေတွေအရန်ကိုများပါတယ်ကမ္ဘာမြေကိုပြောင်းလာတဲ့ခါမှာလေဒူးမခိုင်တော့လို့လမ်းပြန်လျှောက်တဲ့အောင်ပြန်လေးကျင်းရတဲ့အထိကိုခန္ဓာကိုယ်ကပျက်စီးသွားတတ်တာပါပင်လယ်ပြင်တွေကရေနံတူးစင်တွေမှာအလုပ်လုပ်ရတဲ့ရင်ကုန်သမားတွေကြောင်းရောကြဘူးလားသူတို့ကပင်လယ်ရေအောက်မီတာ900အထိဆင်းပြီးအလုပ်လုပ်ရတာပါအဲ့ဒီအထက်မှာရှိတဲ့ရေဖျားကကမ္ဘာမြေပေါ်ထက်အဆ80မကပိုများပါတယ်အသက်ရှူဖို့အတွက်တောင်တာမန်လေးကိုသုံးလို့မရဘဲအထူးဆက်ထားတဲ့တန်းငွေတွေကိုသုံးရပါတယ်အန်ဒရယ်ရှိသုံးကတော့ရေပေါ်ကိုအတက်မြန်သွားရင်အဆုတ်ထဲကလေအိတ်တွေပေါက်ထွက်သွားနိုင်တာပါတနစ်ကိုဒေါ်လာ3,900,000လောက်ရနိုင်ပေမဲ့စိတ်ဓာတ်မခိုင်မာရင်တော့မလုပ်နိုင်တဲ့အလုပ်မျိုးပါအပျော်ပါးဘက်ကကြည့်ရင်နွားရိုင်းစီးတဲ့သူတွေကလည်းအရန်ကိုအန်ဒရယ်များပါတယ်နွားရိုင်းတစ်ကောင်ရဲ့ကြောပေါ်မှာ10စက္ကန့်လောက်မြဲအောင်စီးဖို့ကြိုးစားရင်တစ်သက်လုံးဒုက္ခိတဖြစ်သွားနိုင်တဲ့ဒဏ်ရာတွေရတတ်ပါတယ်ဒါပေမဲ့စုချင်းငွေကလည်းမက်လောက်စရာပါပဲကမ္ဘာချန်ပီယံတယောက်ဆိုရင်စုကြီးဒေါ်လာ1 သန်းထိရတတ်တာမို့အသက်ကိုရင်းမိစတန့်ထွင်နေကြတာပါလေတရဲတွေအထူးသဖြင့်တိုက်လေရင်မောင်းတဲ့သူတွေကရောသူတို့ကတော့အတန်ထက်မြန်တဲ့နှုံးနဲ့ပြန်တန်းရပြီးတော့ဆွဲအားကိုပြင်းပြင်းထန်ထန်ခံစားရပါတယ်တာမန်လူတယောက်က 4G လောက်မှတင်တတိလက်သွားနိုင်ပေမဲ့သူတို့ကတော့ 9G လောက်အထိကိုခံနိုင်အောင်လေ့ကျင့်ထားရပါတယ်ပြန်တန်းနေတော့ခဏလေးတတိလက်သွားတာနဲ့တင်အသက်ပြောက်သွားနိုင်တဲ့အလုပ်မျိုးပါနောက်ဆုံးစစ်နံပါတ်1နေရာမှာရှိနေတာကတော့ကျွန်တော်တို့ထင်မှတ်ထားတဲ့တစ်ခုတ်သမားအလုပ်ပါပဲငါးပန်းသမားတွေထက်တောင်သိဆုံးနှုန်း25%ပိုများနေပါတယ်တစ်ပင်ကြီးတွေခုတ်လဲတဲ့အခါဘယ်ဘက်ကိုလဲကျလာမလဲဆိုတာအတိအကျခံမှန်းရခက်တယ်လို့တစ်ပင်ပေါ်ကပြုတ်ကျတာစက်ပစ္စည်းတွေထိခိုက်တာတွေကြောင့်နေ့စဉ်လူပေါင်းများစွာအသက်ဆုံးရှုံးနေရပါတယ်ကမ္ဘာပေါ်မှာအန်ဒရယ်ရှိဆုံးအလုပ်လို့တောင်မှသတ်မှတ်ထားကြပါတယ်